ကိုကြည့်ရှုနေတဲ့သူအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်2024-2025ခုနှစ်အတွင်းမြန်မာနိုင်ငံမှာလှုပ်လှုပ်နေတဲ့အလုပ်သမားတွေအနေနဲ့လူမှုဖူလုံရေးနဲ့ပတ်သက်ပြီးဘလို့အခက်အခဲတွေရင်ဆိုင်ကြုံတွေ့နေရလဲဆိုတာကိုဒီအစီအစဉ်ကတစ်ဆင့်တင်ဆက်မျှဝေပေးချင်ပါတယ်ညီမအခုလှုပ်တဲ့အတွင်းမှာတော့တချို့ဖူလုံရံမကောင်းဘူးအခုလောလောဆယ်ညီမဆိုရင်ဒီတစ်နှစ်ခွန်ကောင်းစီကိုအမြဲတမ်းညွှန်နေပါဆို तू ကဝင်ဆောင်မှုလည်းအရန်ကောင်းနေဆရာမဆရာဝန်စိတ်ရှည်တယ်ဘယ်လူနာမျိုးမဆိုလုပ်ပေးတယ်တစ်ခေါက်ရောက်တဲ့ဖူလုံရံကတော့အားချမ်းတဲ့လားပွင့်တောင်မှတန်းပြီးဆရာဝန်တွေထွက်လို့မပေးတာမျိုးစောင့်ရတာမျိုးတွေရှိတယ်ဆင်ရောဘယ်ပြင်းမလဲသွားရတဲ့ဟာနေမကောင်းဆိုတဲ့ကြားတွေကနေပြီးသွားရတာလေဝေးရတယ်လမ်းစိတ်ဇာကတွေနဲ့စက်ရုံထဲမှာစေးပေးကန်လို့နတ်စမတို့ရှိနေတယ်ပို့စင်ပြတာပေါ့ချိုးစက်ရုံတွေကြတော့ရှိတယ်ချိုးစက်ရုံတွေကြတော့လည်းမရှိမနေဘူးဒီစက်ရုံမှာတော့ကျွန်တော်တီးတလာတော့တက်ရုံမှုမရှိဘူးလို့ပြောရမှာပဲတခြားစက်ရုံမှာတော့ကျွန်တော်ကြုံဘူးတယ်ကွာခန်းစားခွဲနေရတယ်ဘလောက်ပဲနှစ်ရက်ပဲပြက်ပါစေသူတို့တွေကအဲ့လိုရှေ့စာရုံနဲ့တွားလို့ရှိရင်နေ့ရက်နောက်ကပြတယ်ပတ်စံမဖြစ်ဘူးဒီစက်ရုံမှာကျတော့ဘလောက်ပဲပိန်မန်းပြီးတော့ခန်းစားနေမကောင်းဖြစ်ပါစေခွန်းတိုင်တာတော့မှဆဲဆိုတယ်ပတ်စံဖြစ်တယ်ပေါ့ကိုတိုင်းရတော့လေတခါမှဖူလုံကြီးကိုတောင်းမပြဘူးမဲသူများတက်ကတွေတော့ပြရတော့လေကိုတငယ်ချင်းတွေတည်းမှလည်းတို့ခလေးမွေးဖွားမဲ့လူတွေရှိရဲဆိုသူတို့လည်းအဆင်မပြေတာတော့မရှိပါဘူးရှော့ဘူးငွေပဲအဲ့လိုမျိုးစေကနေပါတွေတော့ပြရင်လည်းအကုန်လုံးအဆင်ပြေတယ်ပေါ့နော်တချို့ကကြတော့အဲ့မှာစောင့်ရတာကြာလို့အဲ့လိုတော့မပြကြဘူးတချို့ကကြလည်းမကောင်းလို့အဲ့လိုမျိုးတွေများတယ်ကလေးတွေဆိုတော်တော်များများကိုကခဏလိုက်ပို့ပြီးတော့ဒီစေးကန်းကောင်းတယ်ဒီစေးကန်းကိုသွားကြည့်အခုဆိုရင်လည်းစေးခွင့်နေပါလေရတယ်တို့ကလေးကတော့ဝေးတော့မသွားဖြစ်ဘူးဒီညာလေးပဲစေးကန်းပြလိုက်ပါမယ်ဆိုအဲ့လိုမျိုးနေကြတာလေတခါကိုဝင်ဆောင်စေးကန်းနဲ့လာနာတော့ညီမကသူတို့စူပါကိုပြောပေါ့ကိုဝင်ဆောင်တော့တက်ခိုင်းပေးဖို့ကြောင်းပေါ့နော်သူတို့ရေတောက်ချင်တယ်လည်းလှုပ်ပေးပါသိပေါက်ချင်တယ်လည်းလှုပ်ပေးပါမုတ်တွေပါစားရင်လည်းပါမယ်လူနဲ့မတူတဲ့အတွက်ကိုသူတို့ကပို့ပြီးတော့စားပေးရမယ်အဲ့တော့ကိုသူတို့စားတဲ့ချိန်အပြင်ထွက်စားကိုညီမအကုန်ပြောရဲဒါပေမဲ့ကလေးရှိရပြန်ကြဆရာမရှိမှမလို့အင်းဟုတ်ကဲ့ပြောရတယ်ကိုရကြရင်တကုံလောက်ကြတယ်စူပါတွေကတော့ဒီလိုပဲအလုပ်ပြတ်တဲ့ခါကျရင်သူတို့ခွင့်မတိုင်လို့ဆိုပြီးတော့တိုင်တဲ့လူဆိုရင်လည်းဈေးခွင့်တွေဘာတွေတခါလေအကုန်လုံးစာရွက်စာတမ်းတွေရမှာသူတို့တွေကတကယ်ခွင့်ကိုပေးတာပေါ့နော်ဒီလိုပုံမှန်မျိုးဆိုလို့ရှိရင်တော့အဲ့လိုမျိုးမပေးဘူးပေါ့သူတို့တိုင်တာပဲရှိတာပေါ့သူတို့ကဘယ်ချိန်လွယ်တုန်းဆိုလုံးကနေပြစ်ပြီးမူးလေသွားတဲ့ချိန်ဆိုခဲ့ပဲရတာလွယ်တယ်ကျန်တဲ့ချိန်တွေခလေးတွေကမတရားဖျားပြီးတော့မလုံနိုင်ဘူးမန်ဆွေးရှင်းလာတာပဲဖြစ်ဖြစ်ဖိုက်မတရားအောင်ပြီးတော့အစာရင်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ကျွန်တော်ကစေးကန်းထဲမှာလုပ်လို့ရတဲ့လူနာမျိုးဆိုဘယ်တော့မှကိပဲတောင်းမပေးဘူးကျွန်တော်ကိုယ်တိုင်လုပ်ပြီးတော့ဒီကလေးချိန်တွေထားလို့ရတယ်လုံနိုင်နေဆိုရင်ထားတယ်လုံနိုင်မှုထင်ရင်ဂိတ်ဘက်တောင်းတယ်စူပါတော်များများကတန့်လို့မပေးတာများတယ်ဂိတ်ဘက်ရတာမလွယ်ဘူးဘာလို့အင်းကနေမကောင်းမဲနဲ့လာတာလဲမကောင်းရင်အင်းကနေမလာခဲ့နဲ့သူတို့တွေအဲ့လိုမျိုးတွေပြောတာညီမကအဲ့လိုမျိုးမဖြစ်သေးချင်ဘူးကျွန်တော်ကပြန်သေးချင်တယ်ဆိုတာတူတူကိုဘယ်သူမှပတ်ဆက်ဖြတ်ခံပြီးတော့ပြန်ချင်ဘူးကလေးတွေကမကောင်းတော့ဆေးကံပြဖို့လိုရင်ကျွန်တော်ပြောတဲ့အချိန်မျိုးဂိတ်ဘက်ကိုလုပ်ပေးစေချင်တာဂျားထဲမှာတစ်ခုဖြစ်သွားကျွန်တော်မှတာဝန်ရှိတယ်ဒါပေမဲ့သူတို့အဲ့ဒါကိုမငယ်ဘူးတကယ်မူးလေသွားတဲ့အချိန်ဆိုကျွန်တော်ကပဲပြားပြီးတော့ဒီကလေးအဆင်ပြေဖို့ကျွန်တော်ပဲဥဆောင်ပြီးလုပ်ပေးရတဲ့အတွက်ကိုဒီကလေးပြားတင်နေဆိုလုပ်ပေးစေချင်တာဂိတ်ဘက်ကိုသူတို့အလုပ်မပေးဘူးအခုဒီစက်ရုံမှာဖြစ်နေရဆိုရင်ဆရာမကဒီကလေးဒီပြန်တင်နေစေကန်းကိုသွားပြတင်နေဂိတ်ဘက်လေးပေးပြီးအပြင်စေကန်းကိုလှုပ်ပေးပါလို့ပြောရင်တောင်မှသူတို့စူပါတွေကခွင့်ပြုချက်မရဘဲနဲ့အပြင်ကိုလှုပ်ပြီးစေကန်းပြောက်ဝင်မပြီးဘူးကျွန်တော်မှ2ခေါက်3ခေါက်လောက်သွားပြီးတော့နားလည်အောင်ရှင်းပြကမှမရတဲ့ဆုံးမှသူတို့ကကြိတ်လက်မဲ့ထိုးပြီးပို့တာစက်ရုံကနေပို့မယ်ဆိုရင်အဲ့ဂိတ်ဘက်ဆောင်ရတာအရန်ကြာတာရဲ့ဒီကလေးတွေကစေကန်းစက်ရုံမှာဖြစ်တာဆိုတော့သူတို့မှနောက်ပိုင်းကျပတ်သက်တွေပါရမရှိတော့ကယ်ရီကားတွေမရှိလို့အဲ့လိုမျိုးဖူလုံရေးရုံးကိုသွားရင်ကယ်ရီစီသွားမှာဟုတ်ဝေးတော့အဲ့ဆိုတော့မသွားကြဘူးတချို့လူနာကယောဂတစ်မျိုးကစက္ကန့်ပိုင်းရလေအရန်ရေးကြည့်ရလေအရန်ဆိုးရတဲ့လူနာမရှိသလိုတကယ်ဆိုးရတဲ့လူနာဆိုအဲ့တစ်စက္ကန့်တော့ရေးကြည့်တော့ကြတော့တကယ်ထိထိရောက်ကိုဆိုရင်ဒီကိုမှရှိတဲ့ရင်းနဲ့ဆိုအများဆုံးရောက်တယ်ကယ်ရီပဲဘာရင်ငားတာစောင့်တာမျိုးဆိုရင်အချိန်ကြညာသွားရင်ဒီလူနာပိုးဆိုးသွားနိုင်တယ်ကျွန်တော်4နာရီပုံမှန်ပြန်တဲ့အချိန်မှာ9နာရီထိ OD ဆင်းတယ်အဲ့ဒီ3နာရီမှာကလေးတွေတခုခုဖြစ်ရင်ဘယ်သူမှလုပ်ပေးမယ်လို့မရှိဘူးစနေနေ့ဆိုကျွန်တော်နေ့တစ်ပိုင်း7ခွဲပြန်ရတယ်အဲ့ဒီအချိန်မှာကျွန်တော်နောက်ပိုင်းလုံးဝမရှိဘူးတချို့ကျွန်တော်ပြန်တဲ့အချိန်မှာမူးလေတာတွေရှိတယ်ကျွန်တော်ပြတာဘာပဲဖြစ်ဖြစ်တခုခုဆိုရင်ဆရာမလောက်တော့သူတို့အတွေ့အကြုံရှိရင်တော့လုပ်ပေးတယ်မယ်အတွေ့အကြုံမရှိရင်ဒီကလေးအတွက်ကိုသတိလစ်သွားရင်ဒီကလေးကိုသတိလဲအောင်အသက်မဆုံးရှုံးအောင်ဘယ်လိုလုပ်ပဲကျွန်တော်ပဲသိတယ်နောက်ပိုင်းမှာကလေးတွေဖြစ်တဲ့ပြဿနာဒီသူတို့ကလှည့်လည်းမကြည့်ဘူးဒါပေမဲ့မူးလဲရင်တော့အပေါ်က HR တွေပိုင်းတော့မသိဘူးဒီတိုင်းသူ့စူပိုင်းနဲ့သူလုပ်ပြီးတော့အဲ့လိုမျိုးပြီးသွားတာဒါပေမဲ့ဆရာမမရှိရင်အဆင်မပြေဘူးသမီးတို့ခေါင်းကိုက်ခေါင်းမှုတောင်မှဆေးတောက်စရာမရှိဘူးလုပ်ငန်းက9နာရီ3နာရီလောက်ရမှာဆိုတော့ဂျားထဲမှာဖြစ်ရင်ဘလို့အကူကြီးမှလည်းမရှိဘူးပေါ့စနေနေ့ဆိုပိုးဆိုသူတို့တွေက7ခွဲနောက်ပိုင်းဆို9နာရီထိတောင်လောက်ကြတာတနင်္ဂနွေနေ့ဆိုတနေ့ကုန်လောက်ရတာဆရာမမရှိရင်သမီးတို့မှာဂျားထဲမှာပေါ့နော်သူတို့ပြောရင်နေမကောင်းတဲ့ဂျားကနေလုံနေရတာ
ညီမလိုမှထင်းတဲ့ဆေးလေးတွေဆိုရင်လည်းမပယ်ချဘဲနဲ့တင်းပေးစေခြင်းနဲ့ကလေးတွေရဲ့ကျန်းမာရေးကိုသိစေခြင်းနဲ့သူတို့ကလေအောက်မှာဖြစ်သမျှဟာကိုအပေါ်အတောင်းတန်တီခဲ့တယ်ဆရာမရဲ့ခွင့်ပြုချက်ကလေးနဲ့ပြန်တင်းတဲ့လူနာမျိုးဆိုရင်ပြန်စီခြင်းနဲ့ဆက်ရောမတရားပူတယ်ကလေးတွေမကောင်းမှုဆိုရင်ကျွန်တော်အခန်းထဲကိုလာလိုက်ရုံနဲ့အဲ့ဒီအေးဓာတ်ကသူတို့တဝက်သက်သာစေတယ်အရန်ပူတော့ကလေးတွေလာနာလေချွေးတပြိုင်ပြိုင်နဲ့သူတို့မှကျန်းမာရေးထိုးရင်းလက်ကောင်ထိုးရင်းလက်ကောင်ပဲညီမအဲကုန်းပြင်ခိုင်းတော့လေတတိယမပြင်ပေးဘူးပဲပြောတာအဲကုန်းမကောင်းတော့ညီမအတွက်မဟုတ်ဘူးညီမရက်ခတ်နေလို့ရတယ်လူနာတွေကမကောင်းတဲ့ကြားလာပြီးစေကန်းကိုနားပါတယ်ဆိုစေပေးကန်းကျမကြီးနားနေကန်းဖြစ်တဲ့အတွက်ကိုသူတို့အတွက်ကိုကောင်းမွန်လိုအပ်တယ်တနည်းလောက်တော့ရှိပြီအဲကုန်းလုံးဝမရှိဘူးအဲကုန်းလည်းလုပ်ပေးစေခြင်းနဲ့ တူရီမတာဝန်ရှိလဲဆိုတော့အလို့သမားခေါင်းဆောင်အနေနဲ့တော့ပေါ့နော်ရှစ်သိန်းတယ်ပြောသိန်းပြောထိုက်တဲ့အရာတွေကိုပြောစီခြင်းနဲ့ပေါ့နော်ညွန်နိုင်လို့ရမယ်ဆိုရင်တော့ညွန်နိုင်စေခြင်းနဲ့ရေရေဝုံဝဲနဲ့ပေါ့နော်အလို့သမားဖက်မှာဖြစ်ပြီးတော့ပြောစီခြင်းနဲ့ ယခုလိုချင်းတွေနဲ့ပတ်သက်ပြီးတော့သမဂ္ဂခေါင်းဆောင်တဦးရဲ့ချင်းမြင့်သုံးသက်ချက်တချို့ကိုလည်းမျှဝေတင်ဆက်ပေးချင်ပါတယ် ကျမနာမည်မျိုးလေးပါကျမကသွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ STUM ကပါရှင်ဒုမှုဖလုံရေးဆိုတာကပြောရမယ်ဆိုလို့ရှိရင်အလုပ်သမားတွေကကျမကြီးအတွက်အပြင်မှာစိတ်ကူးသားစေမြင်မာတဲ့အခါကျတော့ဒီလူမှုဖလုံရေးကနေပြီးတော့စိတ်ကူးသားမှုခံယူတာပေါ့နောက်တစ်ချက်ကလည်းခွင့်ပါနော်လုပ်ငန်းဝင်ထဲမှာဥပမာနေမကောင်းကျမကြီးအတွက်ကြောင့်မလို့စိတ်ုံတက်ရတယ်လို့ဆိုလို့ရှိရင်ခုနဖလုံရေးစရာနေပြီးတော့စိတ်ခွင့်ယူပြီးတော့အဲ့ဒီခွင့်ခံစားလို့ရတယ်ပေါ့ပြီးလို့ရှိရင်မိဖွားတဲ့အချိန်ပေါ့မိဖွားတဲ့အချိန်ထိခိုက်ဒဏ်ရာရတဲ့အချိန်နာမကျန်းဖြစ်တဲ့အချိန်ပေါ့နော်ဒီအချိန်တွေမှာဖလုံရေးခွင့်ကိုခံစားရတယ်ဖလုံရေးဆေးရုံတွေဖလုံရေးဆေးခန်းတွေမှာစိတ်ကူးသားမှုခံယူရတယ်ဒါကြောင့်မလို့အလုပ်သမားတဦးအနေနဲ့ဒီဖလုံရေးကအရန်အရေးကြီးပါတယ်အဓိကတော့အလုပ်ရှင်အလုပ်သမားနှစ်ဖက်ပေါ့နော်ဒီဥပဒေကိုတည်ဖို့လိုတယ်ဥပဒေမတည်ဘူးဆိုလို့ရှိရင်လည်းကားပဲနိအလုပ်သမားကညီမကောင်းတော့ဖလုံရေးခွင့်မယူနေတယ်တခြားရှောင်းတခင်တို့ဟိုပါပေါ့နော်လုံသက်ခွင့်တို့လာစားမဲ့ခွင့်တို့အဲ့လိုရှောက်ယူရဆိုလို့ရှိရင်ဒီဖလုံရလည်းကားပဲလုပ်ငန်းရှင်မတည်ဘူးဒါလုပ်ငန်းရှင်တွေခန့်ထားတဲ့ HR လို့စိတ်ယုံမှုလို့ရှိတယ်ဒီလူတွေကတွေသိရမယ်အလုပ်သမားတရားရှိရဆိုလို့ရှိရင်စေကန်းထားပေးရမယ်လို့200ဆိုလို့ရှိရင်တို့1000ဆိုလို့ရှိရင်တို့သူကလည်းသူအားလာရဥပဒေမှာရောဖလုံရေးဥပဒေမှာရောတိကျတဲ့ဥပဒေပြဋ္ဌာန်းထားပြီးသားတော့အိမ်သားမနှလုံးရှိရမယ်စေကန်းမှာပဲစေပစ္စည်းတွေရှိရမယ် nest ထားမယ်ဆရာဝန်ထားမယ်ဆရာဝန်ဆိုတစ်ပတ်ဘယ်နှစ်ရက်ထိုင်ရမယ် nest ဆိုလို့ရှိရင်အများနဲ့ရှိဒါမျိုးတွေပေါ့နော်ဒါပေမဲ့အဲ့ဒါတွေကအခုစက်ရုံတွေကိုသွားစစ်လိုက်ဘယ်စက်ရုံမှအဲ့အတိုင်းမရှိနေဘူးဒါကစီးကြရမယ်ဌာနတွေကလိုက်ပြီးတော့စီးကြဖို့လိုတယ်ပေါ့ဥပမာသူတို့ကစက်ရုံတွေများတယ်မစီးကြနိုင်ဘူးဆိုလို့ရှိရင်စက်ရုံတွေမှာနေတဲ့အလုပ်သမားတွေကနေပြီးတော့ဒါတွေကိုတိဖို့လိုတယ်ပေါ့ငါတို့စက်ရုံကတော့ဥပဒေနဲ့မညီတဲ့ဒါတွေလိုအပ်တယ်အဲ့တော့ဒါတွေကိုလုပ်ပေးဖို့အလုပ်သမားတွေကတိလို့ပြောပြရဆိုလို့ရှိရင်လည်းအလုပ်ရှင်တွေကမကြိုက်ဘူးလေနော်အလုပ်ရှင်မကြိုက်ဘူးဆိုတာလည်းမန်နေဂျာတွေမကြိုက်ဘူးပေါ့မန်နေဂျာတွေမကြိုက်တဲ့အခါကျအလုပ်ဖြုတ်တာတွေစောင့်ကြည့်တာတွေခွဲခြားဆက်ဆံခံရနောက်ဆက်တွဲတွေအများကြီးပဲအဲ့တော့အလုပ်သမားကိစ္စနဲ့ပတ်သက်ပြီးတော့ဂျာကြီးသူ့မိရဲ့ဘယ်မှအဆဆွဲထုတ်လို့မရအောင်လုံးနဲ့ချတော့ပဲလိုက်နေအဓိကအလုပ်သမားတွေကဒီဥပဒေကိုတိတ်ပြီးတော့ထဲထဲဝင်ဝင်နားမလဲတာဥပဒေကိုကင်တွယ်ပြီးအသုံးပြုတာမလုပ်တာပေါ့ဥပမာမလုပ်ဘူးဆိုမလုပ်တဲ့အကြောင်းပြောရမယ်လုံးတော့မလုပ်လို့ဥပမာတွားပြောလဲဘာမှမထူးဆိုတော့ပြောရမယ်မထူးဆိုပေမဲ့ကျမတို့ကဘာမှလည်းမှတ်တမ်းပေါ့ဘယ်ကိစ္စအတွက်ဘယ်စိတ်ရောဘာချုပ်ဖောက်တယ်ဆိုမှတ်တမ်းကျမတို့လိုတယ်လေနောက်တစ်ခုကလည်းပတ်စံပေါ့နော်အကတိပေါ့မန်နေဂျာတို့ဒီ HR တို့ကလုပ်ငန်းရှင်လည်းသူတို့မဆူအောင်လုပ်ငန်းရှင်လည်းမျက်နှာရအောင်ဆိုပြီးတော့အဲ့လိုမျိုးငွေနဲ့ဖြည့်ရှင်းတာရှိတယ်ကျမတို့စီမရောက်ရင်တော့ပြီးသွားမှာပေါ့နော်မသိတဲ့လူပေါ့ကျမတို့စီဆိုတာလေဒီဥပဒေကိုနားလည်ပြီးတော့ကင်တွယ်ဖြည့်ရှင်းတဲ့သူလည်းထဲကိုရောက်လာတဲ့အခါကျတော့သူတို့တန်ပြန်ခံရတယ်အဲ့ခါမျိုးကျရင်ငါတို့ကပေးပြီးလုပ်ပြီးဥပဒေမှာလို့မဟုတ်ဘူးလေနော်အဲ့တော့9ချက်30နဲ့ပြီးမဲ့ကိစ္စ9သိန်း10သိန်းဖြစ်သွားတာပေါ့နော်ဒါမျိုးတွေဒါကြောင့်မို့ကျမကတော့ဒါတွေဥပဒေတိုင်းပဲလုပ်စီချင်တယ်ခုလိုရင်းနဲ့ပတ်သက်လာဥပဒေကိုကြော်လွန်ပြီးအလုပ်သမားတောင်းဆိုလာတယ်ဆိုတဲ့အခါကျတော့ရှင်ဒါတွေကစနစ်တကျနဲ့ညှိနှိုင်းလို့လုပ်ရတယ်